ဟုတ်ကဲ့မင်္ဂလာပါအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့တောင်သူဦးကြီးများနဲ့နယ်ကုန်တယ်များအားလုံးပဲဒါလီစောပါကျွန်တော်တို့မန္တလေးကုန်စည်တိုင်းမှာလူကြီးမင်းတို့လှိုင်းမမှုပဲနဲ့ကောင်းကောင်းမွန်မွန်စီးနိုင်မယ်ဆိုလို့ရှိရင်အကျိုးမြတ်ရရှိစေတဲ့ကုန်ပစ္စည်းတစ်ခုကျွန်တော်တို့မန္တလေးကုန်စည်တိုင်းမှာလောလောဆယ်ဖြစ်ပေါ်နေပါတယ်အဲ့ဒီကုန်ပစ္စည်းကဘာလဲသိချင်းဒီဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့တောင်းဆိုပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒီကုန်ပစ္စည်းလေးတစ်ခုကတော့ကျွန်တော်တို့မြေပဲဆန်ဖြစ်ပါတယ်ခင်ဗျမြေပဲဆန်ကဘာလဲဆိုတော့အရင်ရက်တွေကကျွန်တော်မြေပဲဆန်အဖြူဆန်တွေဗျမ်းဆန်တွေတက်ဖို့ရေးကိုအောက်မှာခံနေတဲ့ကျွန်တော်တို့အနီဆန်ဈေးပေါ့နော်အဲ့ဒီအနီဆန်ကကျွန်တော်တို့ဟိုအရင်ရက်တွေကစီဆန်ဆိုရင်9950 9850ဝယ်လို့ရတယ်သုံးဆန်ဆို8100 8200လောက်ထိဝယ်လို့ရတယ်အခုဒီတရက်နေ့အတွင်းမှာအနီဆန်စီထိုးတက်လာတယ်လို့ကျွန်တော်ပြောလို့ရတယ်လုံးဆန်ဆိုလို့ရှိရင်8900 8800 9000လောက်ထိဒီနေ့ရောင်းဝယ်ဖြစ်တော့ကျွန်တော်တွေ့ရှိရတယ်လုံးဆန်ပေါ့နော်သူရဲ့အရေးသွေးပေါ်မူတည်ပြီးတော့ဈေးကွက်ဟာတာဖြစ်တယ်စီဇန်တွေဆိုလို့ရှိရင်လည်း8200လောက်ကနေပြီးတော့မှ8500 8600ပတ်ချလဲလောက်ထိအရောင်းဝယ်ဖြစ်တာကိုကျွန်တော်တွေ့ရှိရတယ်ဆိုတော့ဒီဘက်ကျွန်တော်တို့အညာဆန်တွေမှာလည်းပစ္စည်းအရေးသွေးကောင်းတဲ့အဝမ်းဆန်တွေထွက်နေတယ်ကာလာပွေးမယ်ပဲကြောလှမယ်ပဲချောက်မယ်အဲ့ဒီပစ္စည်းတွေထွက်နေတယ်အဲ့ဒီပစ္စည်းတွေထွက်တဲ့ဟာလေကျွန်တော်တို့တရုတ်လက်အကြိုက်ဖြစ်တယ်ဆိုလို့ရှိရင်ဒီနေ့ပေါက်ဈေးအရ9900 9600ပတ်ချလဲလောက်ဒီနေ့အယောင်းပဲဖြစ်တယ်ဆိုတော့ဒီစကူးမကူကာလာလေးမှာအနီဆန်ဈေးလဲတက်လာပြီကျွန်တော်အညာဆန်ပစ္စည်းအကျွေးသွေးကောင်းကောင်းမွန်မွန်တွေကလည်းဈေးကွက်တစ်ခုကိုဆွဲတင်နေတာဖြစ်သည့်အတွက်တရုတ်တွေကြိုက်မယ်ဒီတရုတ်လက်ကြိုက်မဲ့အရေးသွေးဖြစ်လို့ရှိရင်1000ဖြစ်လဲဒီအရေးသွေးဆိုရင်တို့ဝယ်ကောင်းဝယ်မှာပဲဝယ်ဖို့လဲများတယ်ကျွန်တော်အညာဆန်ပစ္စည်းအရေးသွေးကောင်းတဲ့ဟာဆိုတို့ပစ္စည်းကြိုက်မယ်ဆိုလို့ရှိရင်အော်ဒါတက်တာနဲ့တို့1000ပေးဖို့လည်းဝင်မလေးဘူးဆိုတော့ဒီဘက်ကအနီဆန်ကလည်းဈေးမြောက်လာပြီအဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီလိုင်းလုံးကြားထဲမှာလူချင်းမင်းတို့ကလောဘတက်နိုင်ပြီးတော့မှအကောင်းဆုံးလိုင်းစီးမယ်ဆိုရင်တော့အကျိုးမြတ်များရမယ်အနေထားလို့ကျွန်တော်ယူဆတယ်လောလောဆယ်ဈေးတက်နေတဲ့အချိန်မှာစီဆက်ပိုင်တွေလည်းတချို့စောင့်ကြည့်တဲ့လူကစောင့်ကြည့်တယ်စောင့်မကြည့်နိုင်ဘူးကြိတ်ကိုကြည့်ရမယ့်လူတွေကတော့ဝယ်နေတယ်အဲ့ဒီအချိန်မှာဒီအချိန်မှာတော့ဈေးကွက်တစ်ခုကတော့တော်တော်လေးကိုမာနေတာလို့ကျွန်တော်တွေ့ရှိရတယ်နောက်ထပ်ဒီအညာဆန်တွေအရန်လှိုက်လဲပေါ်လာတဲ့အချိန်ကြာလို့ရှိရင်တော့ဈေးကွက်တစ်မျိုးတစ်မီပြောင်းသွားမှာပေါ့ဗျာကျွန်တော်ပြောချင်တာအဲ့ဒီအချိန်မှာကျွန်တော်တို့ဒီတရုတ်အော်ဒါလည်းအရန်ကိုကောင်းနေတဲ့အချိန်ဆိုလို့ရှိရင်ဈေးကွက်တစ်ခုကမာမယ်တရုတ်အော်ဒါမရှိတဲ့အချိန်ဒီညာဆန်ကလည်းလဲထွက်လာတဲ့အချိန်ကြာရင်တော့ဖြင့်ဈေးကွက်ကစီသမားပဲအားကိုးရမယ်ဆိုတော့စီသမားဆိုတာကတော့တစ်လျောက်ပဲတဲ့ဈေးနဲ့ချပြီးဝယ်ကြမှာဖြစ်သည့်အတွက်တော့အဲ့ဒီကာလာထိမရောက်ခင်အခုစကူးမကူးကာလာလေးမှာလူကြီးမင်းတို့အနေနဲ့လောဘတက်ပြီးလှိုင်းကိုကောင်းကောင်းမွန်မွန်စီးနိုင်မယ်ဆိုရင်အကျိုးမြတ်များရရှိမယ်လို့ကျွန်တော်ယူဆပါတယ်ကျွန်တော်ရဲ့အကြံပေးမှုတွေလည်းလူကြီးမင်းတို့အတွက်အကျိုးကျေးဇူးတစ်စုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဒါကျွန်တော်ရဲ့တယောက်တည်းအမြင်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်